ဒီနေ့မှာတော့ရမ်းပဲကျူထုတ်ပိုးတဲ့အကြောင်းလေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရမ်းပဲကျူတွေကိုဘယ်လိုထုတ်ပိုးလဲဆိုရင်တော့ဒီမှာချင်းတွေရှိပါတယ်ဒီချင်းတွေကိုဒီမှာယောက်ျားလေးတစ်ယောက်ကနေပြီးတော့ဒီစပွဲပေါ်ကိုချပေးရပါတယ်ဒီစပွဲပေါ်ကိုရောက်ပြီဆိုရင်ဒီမှာမိန်းကလေးတစ်ယောက်2ယောက်3ယောက်4ယောက်ကဒီမှာဘလိုအပ်တဲ့အကြံပတ်တွေကိုဖယ်ပြီးတော့ဒီမှာဒီလိုပိုးပေါက်တွေပိုးတွေပါတယ်တွေ့တယ်ဆိုရင်လည်းဖယ်ရပါတယ်ဥတိုင်းကွဲပြဲတွေကိုလည်းဖယ်ပြရပါတယ်ဒါတွေကတော့အကြံပတ်တွေကိုဖယ်ထားတဲ့အမိုက်တွေကိုချင်းတဲ့စနစ်တကျထည့်ရပါတယ်ပြီးပြီဆိုရင်ဒီရွက်တွေကိုထုတ်ပိုးရောင်းချတဲ့အခါမှာကီလိုဂရမ်နဲ့ရောင်းချရပါတယ်ကျွန်တော်တို့ဒါဆိုရင် 1.2 ဒါဆိုရင်800 grams 2 kg ပေါ့အစားစားထုတ်လုပ်ပြီးတော့ထုတ်ပိုးပေးရပါတယ်ထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာပါကင်ထုတ်တဲ့ဆက်စီကိုသွားဖို့တဲ့ဇဝင်းလေးပေါ့တင်းပြီးတော့ဒီမှာမင်္ဂလိတယောက်ဒီမှာထည့်ပေးရပါတယ်ပါကင်ထုတ်တဲ့ဆက်လေးပါအခုလိုချင်းတွေနဲ့ထုတ်ပိုးပြီးစီးတဲ့နောက်တနေရာနဲ့တနေရာကိုကားတွေနဲ့ပို့ဆောင်ပေးရတာဖြစ်တဲ့အတွက်ဒီပြုတ်မကြရအောင်ပေါ့ပြုတ်မကြရအောင်တိတ်အကြည်ပတ်ပေးရပါတယ်တိတ်အကြည်ပတ်ပြီးမှပဲပြုတ်ထွက်ပြီးတော့မကြမှာပါခန်းဖြစ်အောင်လို့ပါအခုဆိုရင်ပါကင်ထုတ်ပိုးခြင်းကိစ္စများပြီးစီးသွားပြီဖြစ်တဲ့အတွက်ပေးပို့ရမယ့်ကုမ္ပဏီစီကိုပို့ဆောင်နိုင်ဖို့အတွက်လှုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်နောက်လာမယ့်ဗီဒီယိုလေးကိုလည်းစောင့်မျှော်အားပေးပါဦးလို့ပြောချင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေ